Hello ကိုပိုင်နေမိုင်းတို့မှာပြန်လဲကြိုဆိုပါတယ်ဒီနေ့ကတော့ cheese ပေါင်မုတ်ပီဇာကိုအိမ်မှာပဲအလွယ်တကူလှုပ်စားကြမယ်ဆိုင်လုံးပီဇာတွေကိုအပြင်မှာဝယ်စားရင်ဈေးကြီးပါတယ်ပစ္စည်းအနေငယ်ရှိအောင်နဲ့အိမ်မှာပဲပီဇာဝါစားကြရအောင်လုပ်နည်းကိုတော့မကက်တဲဦးနဲ့ရောအာဗန်နဲ့ရောနှစ်မျိုးလုပ်ပြထားပေးပါတယ်ရဲမဲဆက်ကောင်းတော်မို့လို့လှုပ်စားကြည့်ကြနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ share သွားပေးကြပါဦးပထမဆုံးအနေနဲ့ကျွန်တော်လင်မြနှစ်ယောက်ခရမ်းကြီးတစ်လုံးကို performance လေးနဲ့လှီးပါမယ်ဗျဟာတာအနေနဲ့ကြည့်ပေးကြပါဦးအေးပါပြီကာလိုက်ဆွတ်ကာဒီလိုမျိုးဘာလို့ဖန်ကားလဲလို့ဒီမှာလဲတော့ပေါ်ရလာပေါ်လဲ Okay လိုချင်တာဒီလိုမျိုးပေါ့နော်ခရမ်းချင်းဒီကိုလှည့်ပြီးရင်ရုပ်တရက်ဖန်ပြီးတော့ဒါနဲ့လီးတဲ့ပုံစံမျိုးပေါ့နော် Okay ခရမ်းချင်းဒီတစ်လုံးကို၄တောက်ပုံစံလီးထားပေးလိုက်မယ်ပေါင်မုတ်ပီဇာကိုတော့အာဗန်နဲ့တစ်ချက်ရယ်မကက်ဦးနဲ့တစ်ချက်ရယ်နှစ်ချက်ပဲလုပ်ပြထားပေးပါတယ်ထပ်ပြီးတော့ချက်သားချောင်း၃ချောင်းကိုလိုချင်သလောက်အထူးလီးထားပေးလိုက်မယ်နော်ပြုတ်ထားတဲ့ပြောင်မှုနဲ့ငယ်လဲပါမယ်နော်အစာပလာတွေကိုတော့နည်းနည်းချင်းစီပဲတုံးထားတာပေါ့နော်ဘာလို့လဲဆိုတော့ပီဇာကို cheese များများလေးနဲ့စားခြင်းလို့ပါထပ်ပြီးတော့ကျုံနှလုံးကိုဖောက်ထည့်ပြီးရင်အကာနဲ့အနှစ်နဲ့ဒီလိုလေးခွဲထားပေးလိုက်မယ်နော်ကျွန်တော်တို့အနှစ်ကိုပဲသုံးပါမယ်နော်โอเคဒါကတော့ပါဝင်ပစ္စည်းတွေပါကျူအနှစ်နှလုံးဖောက်ထည့်ထားတဲ့ပကံလေးကိုပါဝင်ပစ္စည်းတွေနည်းနည်းချင်းစီထည့်ပေးမယ်နော်ပါဝင်ပစ္စည်းတွေထည့်ပြီးရင်အနှဲငယ်မှွေပြီးတော့အရသာအနေနဲ့ကတော့အသားမို့အနှဲငယ်တခြားငရုတ်ကောင်းနဲ့ငယ်ကိုထည့်ပေးလိုက်ပါစကားမဆက်ကျွန်တော်တို့ YouTube channel Facebook page TikTok account ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ်โอเคအရသာတွေတသားတည်းဖြစ်အောင်မှွေပြီးလို့ရှိရင်အာဗန်လေးကိုဝင်လို့ဆက်မဲ့ကျွေးပကံပြတစ်ချက်ပေါ်မှာပေါင်မုတ်ကိုပြင်ဆင်မှာပေါ့နော်ပေါင်မုတ်ပေါ်မှာခင်းကြီးဒီဆော့ကိုထည့်ဇုံးလေးနဲ့နည်းနည်းဖြတ်ပြလိုက်မယ်နော်ဒီထားမှာကခင်းကြီးဒီဆော့ကိုအများကြီးမထည့်ပါနဲ့ပေါင်မုတ်ချင်းသွားမှာဆိုလို့ပါပြီးရင်ပေါင်မုတ်ပေါ်မှာအစာပလာတွေထည့်မယ်နော်အကြံပေးချင်တာကအစာပလာတွေကိုနည်းနည်းပဲသုံးပြီးတော့အချီကိုခက်မြများလေးသုံးစေချင်တော့ပေါ့နော်အဲ့ဒါမှအရင်စားကောင်းပါတယ်ကျွန်တော်တို့ကတော့ cheese ကိုနှစ်ပြားစာလောက်ပဲပို့တော့လို့ရန်နေသွားပါတယ်ပေါင်ဝင်ပစ္စည်းတွေ ready ဖြစ်ပြီဆိုတော့အာဗန်လေးကိုထည့်ပြီးတော့ပူချိန်150နဲ့7မိနစ်လောက်ဖုတ်ထားပေးလိုက်မယ်နော်โอเค7မိနစ်ပြည့်သွားပြီတဲ့နောက်မှာတော့အရင်နဲ့မှရတာရှိတဲ့ပေါင်မုတ်ပီဇာရလာပါပြီထပ်ပြီးတော့ကျွန်တော်တို့မကက်အိုနဲ့ထပ်ပြီးတော့ကြော်ပြပါမယ်နော်ဒေအိုထဲမှာထောက်ပတ်စီကိုထည့်ပေါင်မုတ်ကိုထပ်ထည့်ပြီးတော့အရှိကပုံစံမျိုးတိုင်းအစာပလာတွေထပ်ထည့်ပေးမယ်နော်တတိထားမှာပေါင်မုတ်ကိုအစာပလာထည့်တဲ့အချိန်အောက်ကမီကိုပိတ်ထားပါဘာဖြစ်လို့လဲဆိုတော့အစာပလာထည့်နေတဲ့အချိန်မီဖွင့်ထားမယ်ဆိုလို့ရှိရင်ပေါင်မုတ်ကတူးသွားမယ်ဆိုလို့ပါပြောင်းမှုကြိုက်တဲ့မယ်ဆိုလို့ရှိရင်ပြောင်းမှုကိုခက်မများလေးထည့်ပေးလို့ရပါတယ်ပြောင်းမှုနဲ့ကပို့ပြီးတော့စားလို့ကောင်းပါတယ်โอเคမီကိုဖွင့်အဖုံးကိုပိတ်ပြီးတော့9မိနစ်6မိနစ်လောက်အပေါ် cheese တွေပျော်လာတဲ့အထိမီအေးလေးနဲ့ကြော်ထားပေးလိုက်ပါမယ်โอเค9မိနစ်6မိနစ်လည်းပြည့်ပြီအပေါ်က cheese တွေလည်းပျော်သွားပြီဆိုတော့ရဲထဲမှာလောရလွတ်ကူပြီးအရသာရှိတဲ့ homemade cheese pizza လေးကိုရလာပါပြီသူနဲ့တွဲစားမဲ့ခရမ်းချင်းဒီဆော့ကိုအပေါ်ကနေဆန်းပြီးတော့စားမယ်ဆိုရင်ပီဇာလောက်ရလို့မောနေတဲ့အမောတွေပါပြေးသွားလောက်ပါမယ်တသားမမီတွေအတွက်တစ်ခါလောက်တော့လုပ်ကြည့်ပါစားပြီးရင်စားကြည့်နေမှာတော့သိကြပါတယ်ထပ်ပြီးတော့နောက်ထပ်ဗီဒီယိုများအတွက်ကျွန်တော်တို့ရဲ့ YouTube channel Facebook page TikTok ကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะကျေးဇူးတင်ပါတယ်အားလုံး bye bye